အခုပဲခေတ်သစ်မီဒီယာကပဲထုတ်ပြန်လာတဲ့အကြောင်းအမှဆိုတော့ဒီ NNA ရဲ့ဗိုလ်မှူးကြီးတာပန်လကဘယ်လိုထုတ်ပြန်ထားလဲဆိုတော့ UNG အပါအဝင်တိုင်းသားမဟာမိတ်အဖွဲ့အစည်းများနဲ့လက်တွဲပြီးတော့ဒီစစ်အာဏာရှင်အမြင့်ပြတ်ရေးအတွက်ဆက်လက်တိုက်ပွဲတော့ဝင်သွားမယ်လို့ပဲဒီဗိုလ်မှူးကြီးတာပန်လကပြောသွားတယ်ပေါ့နော်တစ်ဆက်တည်းပဲပြောရမယ်ဆိုရင်တော့စစ်ကောင်စီကလာဆိုမျိုးကိုပြန်ပေးရမကြသေးပါဘူးဒါပေမဲ့နောက်ချို့ကိုပြန်လဲသိမ်းပိုက်နိုင်ဖို့အတွက်တရုတ်ရဲ့အကူအညီနဲ့ဖိအားတွေပေးလိုက်ပြန်ပြီကျွန်တော်စောစောကပြောထားတဲ့အတိုင်းပဲစစ်ကောင်စီကသူကမရဘူးဆိုရင်တော့တရုတ်ရဲ့ခြေပေါ်ကိုသွားဖက်ပြီးတော့ကျွန်တော်အကူကြီးပါကျွန်တော်ဒီမျိုးကိုပြန်လို့ချင်တယ်အမျိုးမျိုးသူတောင်းပါပဲဒီသို့တော်လဲဒီ TNA ရဲ့ဗိုလ်မှူးကြီးချုပ်ပြောထားတဲ့စကားလေးအတိုင်းပေါ့နော်ကျွန်တော်တို့မှာဖိအားတွေရှိပါတယ်တရုတ်ရဲ့ဖိအားတွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ခက်တက်ခတ်သိမ်းပိုက်တာတဲ့မြို့ကိုကျွန်တော်တို့လွယ်လွယ်လေးနဲ့စစ်ကောင်စီထံပြန်လဲပြီးတော့ပေးအားသွားမှာမဟုတ်ဘူးလို့ပဲသူထုတ်ပြန်သွားတယ်ပေါ့နော်တော်တော်လေးကိုလေးစားဖို့ကောင်းတဲ့ဗိုလ်မှူးကြီးတာပန်လာပါဒီ NLD ကဘယ်လိုရေးထားလဲဆိုတော့ဒီစစ်ကောင်စီကိုအမြင့်ပြတာမတိုက်ခိုက်နိုင်ဘူးဆိုရင်တော့နောက်လာမဲ့လူငယ်များတွေလည်းဒီလိုပဲအပြစ်ခါရစရေးလောက်လိုက်တိုက်ပွဲဖြစ်လိုက်နေပဲတန်တရားလဲသွားမှာပေါ့နော်ဒါကြောင့်ကျွန်တော်တို့စစ်ကောင်စီမြင့်ပြရေးအတွက်ကျွန်တော်တို့ဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမယ်လို့ပဲသူပြောသွားတယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့တိုင်းသားလက်နက်ကန်အဖွဲ့အစည်းများနဲ့သူပူးပေါင်းပြီးတော့သူတိုက်ပွဲဝင်သွားမှာပေါ့သူအဲ့လိုပဲပြောသွားတယ်။ပြောသွားတာမကြသေးပါဘူးဒါပေမဲ့စစ်ကောင်စီကထုံးစံအတိုင်းလေနဲ့လာကျဲတယ်ဘုံနဲ့လာကျဲတယ်သူတို့လှုပ်ရှားစီတာဒီတလက်ဝက်စီတယ်သူတို့လူကတော့မသွားနိုင်တယ်တိုးတော်လဲလေကတော့သွားနိုင်တယ်ဖြစ်တဲ့အတွက်သူတို့လေနဲ့ပဲတရေစက်ကျဲချသွားတယ်ကျဲချသွားတဲ့နေရာမြောက်ပြန်ကြည့်ချင်းမဆိုလဲဒီတိုင်းသားလက်နက်ကန်အဖွဲ့အစည်းတွေစီးတဲ့နေရာမှာဟိုလည်းပြည်သူလူထုရဲ့နေအိမ်တွေအဆောက်အဦတွေသာသနာနေနေတာပဲသူတို့ကျဲချသွားတယ်ပဲကျွန်တော်တို့တွေ့ရတယ်ပေါ့နော်တော်တော်လေးကိုလူမဆန်တဲ့လောက်ရတယ်စိတ်ကိုစစ်နဲ့ညှိအောင်မတိုက်နိုင်တဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကတူထဲစီတော့အကြံဖက်စစ်ကောင်စီကိုကျွန်တော်တို့တိုင်းသားလက်နက်ကန်အဖွဲ့အစည်းတွေကယခုအချိန်မှသာမတိုက်ခိုက်နိုင်ဘူးဆိုရင်နောက်လာမယ့်နေ့တွေမှာလည်းဆက်လက်ပြီးတော့ခဲပြန်ပြီးတော့တိုက်ယူရလိမ့်မယ်လို့ပဲဒီဘုံမူကြီးတာပန်လက်ကတစ်ဆက်တည်းမှာသူပြောသွားတယ်ပေါ့နော်တစ်ဆက်တည်းမှာပြောရမယ်ဆိုသူပြောသွားတယ်ယခုလက်ရှိတိုက်ခတ်သိမ်းပိုက်ရရှိသွားတဲ့မြို့တွေကိုစစ်ကောင်စီထံပြန်မလွဲအားသည့်အပြင်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်မြို့များကိုလည်းသူတို့အတန်းနိုင်ဆုံးကာကွယ်သွားမှာပေါ့နော်ယခုလက်ရှိမြေငလင်ကြောင့်မဟာမိတ်သုံးဖက်ကအပြစ်ခတ်ရဆဲရေလောက်တဲ့အချိန်မှာဖြစ်တော့တဲ့အတွက်သူတို့ကထိုးစစ်မစင်ပဲခုခံစစ်ကိုအဓိကအားထားတယ်ပေါ့နော်ဒါပေမဲ့စစ်ကောင်စီကတက်လာပြီဆိုတော့သူတို့ကလည်းခုခံဖို့အဆင်သင့်ပဲလို့ပေါ့သူပြောကြချင်တာကတော့ဒါပေမဲ့စစ်ကောင်စီကအပြစ်ခတ်ရဆဲရေးကြီးညာပါတော့လဲယခုလက်ရှိနောက်ချိုမုံမိန်ကြောက်မဲ့အစရှိတဲ့မြို့နယ်များကိုလေကြောင်းတိုက်ခတ်မှုတွေနေ့စဉ်ဆက်တိုက်လုပ်နေတယ်လို့ပဲ TNA ရဲ့ဗိုလ်မှူးကြီးတာပန်ကပြောထားတယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့တင်ဆက်တာကိုဒီမှာပဲကျွန်တော်ရောက်နားလိုက်ရတယ်ခင်ဗျကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုစုံထိလိုက်ပါကျေးဇူးပေးတဲ့လည်းကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုလေးတွေအတစ်တန်းသိနိုင်ဖို့ကျွန်တော်ရဲ့ဘေးနားခေါင်းလေးကိုလည်းနှိပ်ထားပြီးတော့ကျွန်တော်မြတ်တန်ရခံရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျကရင်ပြည်နယ်ကော့ဂရိတ်တိုက်ပွဲမှာဗိုလ်ဘီခေါင်းဆောင်တဲ့ DKBA ခွဲထွက်ဖွဲ့ကစစ်ကောင်စီဘက်ကနေကူတိုက်ပေးနေတယ်လို့စစ်ကောင်စီဘက်ကလည်းစစ်လက်နက်ခဲယမ်းပစ္စည်းအများအပြားကူညီပံ့ပိုးပေးနေရလို့ DKBA ခွဲထွက်ဖွဲ့နဲ့နှီးဆက်သူတွေကတာလွင်ထားမှုပြောပါတယ်ကော့ဂရိတ်ကျုံတို့အာရှလမ်းတစ်လျှောက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့တော်လှန်ရေးအင်အားစုအဖွဲ့တွေကပြီးခဲ့တဲ့ဧပြီလပိုင်းကဝင်ရောက်တိုက်ခိုက်ခဲ့ရာနှစ်ဖက်တိုက်ပွဲတွေဟာမေလ1ရက်နေ့အထိဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်ကော့ဂရိတ်ကျုံတို့တိုက်ပွဲတွင်ဗိုလ်ဘီခေါင်းဆောင်တဲ့ DKBA ခွဲထွက်အဖွဲ့ကစစ်ကောင်စီတပ်ဘက်ကနေပါဝင်ကူတိုက်ပေးနေပြီးအဲ့ဒီလမ်းပိုင်းမှာရှိတဲ့စခန်းတွေကနေထွက်ခွာသွားဖို့ KNLA ဘက်ကအတီးပေးခဲ့ပေမဲ့ဗိုလ်ဘီကလိုက်နာမှုမရှိဘဲဆက်လက်တက်ဆွဲထားတာဖြစ်ပါတယ်စစ်ကောင်စီတပ်ကသူတို့ကိုကူညီတိုက်ခိုက်ပေးနေတဲ့ DKBA ခွဲထွက်အဖွဲ့ရဲ့ခေါင်းဆောင်ဗိုလ်ဘီကိုစစ်လက်နက်ခဲယမ်းပစ္စည်းအများအပြားကူညီပံ့ပိုးပေးထားတဲ့အပြင်စီးပွားရေးအတွက်ဂိတ်စခန်းဖွင့်လှစ်တာတွေလုပ်ပိုင်ခွင့်စတဲ့အခွင့်အရေးတွေကိုပေးအပ်ခွင့်ပြုထားတယ်လို့လည်း DKBA ခွဲထွက်ဖွဲ့နဲ့နှီးဆက်တဲ့သတင်းအရင်းမြစ်တွေကဆိုပါတယ်။လက်ရှိစစ်ရေးပြင်းထန်နေတဲ့တိုက်ပွဲမှာ DKBA ခွဲထွက်ဖွဲ့ရဲ့ခေါင်းဆောင်ဗိုလ်ဘီကသူ့ရဲ့တပ်သားအများအပြားကိုကော့ဂရိတ်ကျုံတို့စစ်စင်ရေးအတွင်းထပ်မံပို့ဆောင်ထားတယ်လို့သိရပါတယ်။ဗိုလ်ဘီခေါင်းဆောင်တဲ့ DKBA ခွဲထွက်အဖွဲ့ဟာလက်ရှိမှာကရင်ပြည်နယ်ဖအံမြို့နယ်ကြောက်တလုံးဝင်းတရဲအနီးမှာဌာနချုပ်ဖြစ်ထားပြီးတပ်ဆွဲနေထိုင်က
ကော့ဂရိတ်ကျုံတို့လမ်းပိုင်းမှာလည်းစစ်ကောင်စီတပ်နဲ့အတူစခန်းချတပ်ဆွဲနေထိုင်တာတွေလည်းရှိနေတာဖြစ်ပါတယ်။ဘိုးဘီဟာအရင်ကစစ်ကောင်စီကရင်နယ်ကြားဆောင်တပ် BGF တပ်ရင်း132ကတပ်ရင်းမှုတူဖြစ်ပြီးအဲ့ဒီနောက်မှာတော့ BGF ကနေနှုတ်ထွက်ကတိုးတက်သောဗုဒ္ဓဘာသာကရင်မျိုးသားတပ်မတော် DKBA ထံပြန်လည်ရောက်ရှိလာခဲ့ပြီးစစ်တပ်ကိုပြန်လည်တိုက်ခိုက်ခဲ့သူတူလည်းဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်2023ခုနှစ်လောက်မှာဘိုးဘီတို့ DKBA ခွဲထွက်အဖွဲ့ဟာအင်အားအနည်းငယ်နဲ့ဖန်မျိုးနယ်ကြာအင်းပေါ်တော်မူဆရာတော်ထံပြန်လည်ရောက်ရှိခိုလုံလာခဲ့ပြီးစစ်တပ်နဲ့ငြိမ်းချမ်းရေးရယူထားတာလည်းဖြစ်ပါတယ်။